ဟုတ်ကဲ့ဒီတစ်ခါမှလည်းစမုံတို့ဒါဒီနှစ်အတွက်ပေါ့နော် Academy စကားတင်စီးရင်ထဲမှာပါဝင်တဲ့ဇာတ်ကားတွေမှာပါဝင်ပြီးတော့တရုပ်ဆောင်ခဲ့နောက်ထပ်မင်းသမီးငယ်ငယ်ချောလေးတယောက်ကိုထပ်ပြီးတော့ဖိတ်ခေါ်ထားပါတယ်ရှင်အဲ့တော့ညီမလေးရေမုံမြင့်မြတ်ဖြစ်ပါတယ်ရှင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင်မင်္ဂလာပါမင်္ဂလာပါညီမလေးအဲ့တော့ဒီနှစ်မှာဆိုလို့ရှိရင်ကိုယ့်အတွက်ပြောရမယ်ဆိုလို့ရှိရင်ဇလန်တွဲတွေမှာဆိုတာဇလန်တွဲဆိုလို့ရှိရင်ရမုံနဲ့ကအရန်ကန်ဆက်တယ်လို့တော့အမားတို့ပြိသက်တယောက်အနေနဲ့ဆိုမြင်တယ်ပေါ့နော်အဲ့ဒီကနေပြီးတော့အချိန်တိုလေးအတွင်းမှာပဲရုပ်ရှင်ဇာတ်ကားတွေမှာမြင်လာရတယ်ရုပ်ရှင်ကားကြီးတွေမှာမှထပ်ပြီးတော့ဆိုမလို့ဒီနှစ်ပိုင်းခြားအတွင်းမှာပဲ Academy ဇာတ်ကားတွေထဲမှာစည်ရင်းထဲမှာပါတဲ့ရုပ်ရှင်ကားတွေမှာတရုပ်ဆောင်နဲ့တရုပ်ဆောင်တယောက်အနေနဲ့ထပ်မြင်ရတယ်ပေါ့နော်ဆိုတော့အဲ့အတွက်ဘယ်လောက်ထိဒီနုပညာလုပ်ငန်းလှူရှားမှုပေါ်မှာဘယ်လောက်ထိခင်ခုန်လဲဘယ်လောက်ထိကြည်နူးပါလဲပေါ့ဟုတ်ကဲ့ပါပထမဦးဆုံးအနေနဲ့ပေါ့နော်ဒါရမုံဘယ်လိုခေါ်မလဲရမုံပါဝင်တဲ့ကားကြီးအခုလိုမျိုးတက်သွားတဲ့အတွက်အရင်ဦးဆုံးတော့ပါဝင်ရတဲ့လူတစ်ယောက်အနေနဲ့တော့ပီတိဖြစ်ပါတယ်ဒါရမုံမဟုတ်ဘူးရမုံလိုမျိုးပဲဒီလိုစကားတွေ22ကားထဲမှာပေါ့နော်ပါဝင်နေတဲ့အကိုတွေအမတွေပါဝင်ထားတဲ့အမှုပညာရှင်တွေအကုန်လုံးကတော့ဒါဝမ်းသာနေကြလိမ့်မယ်လို့ရမုံထင်ပါတယ်ပြီးတော့ဘယ်လိုခေါ်မလဲရိုက်ကူးခွင့်ရတဲ့အတွက်လည်းဝမ်းသာတယ်ဝမ်းသာတာတွေပြောရင်တော့အများကြီးပါပဲဟုတ်ကဲ့ပါအဲ့တော့ဒါရမုံအနေနဲ့ဆိုလို့ရှိရင်ညမင်္ဂလာရဲ့ဂုံရယ်ပေါ့နော်ဒီရုပ်ရှင်ကားကြီးနှစ်ခုထဲမှာအဓိကတော့ဒီ nominees ဝင်တဲ့ရုပ်ရှင်ကားကြီးတွေမှာဒီနှစ်ကားမှာကိုကဒါတရုပ်ဆောင်တယောက်အနေနဲ့ပေါဝင်ပြီးတော့တရုပ်ဆောင်ခဲ့တယ်အဲ့တော့မမရရဖြစ်စေခဲ့တဲ့စိတ်တွေပေါ့ဘယ်စိတ်များကိုအတွက်ရင်ခုန်တဲ့ပုံမြန်စီမလဲပေါ့ဟုတ်ကဲ့ရမုံကတော့ဒါပေါ့နော် driver တွေပြီးတော့အကိုတွေလူထင်တဲ့အတိုင်းပဲရမုံစူးစမ်းပြီးတော့တရုပ်ဆောင်လာပါတယ်ရမုံနေရာလေးတွေကဘယ်လိုခေါ်မလဲအရင်ပေါ့နော်ရမုံအရင်ဘယ်လိုခေါ်မလဲညမင်္ဂလာမှာဆိုရင်လည်းဒါရမုံအတွက်တော့နည်းနည်းဘယ်လိုခေါ်မလဲနားရတယ်ပေါ့နော်နားကျင်တာလေးတော့ရှိတယ်ဒါပေမဲ့အမှတ်တရလေးလည်းများပြီးတော့ညမင်္ဂလာမှာလည်းညမင်္ဂလာအလျောက်ဘယ်လိုခေါ်မလဲကိုကြီးတို့ပေါ့နော်ဒီတခြင်းတွေပါလေလည်းဘယ်လိုခေါ်ပြိသက်တွေကြိုက်နေတတ်ကြတယ်ပြီးတော့ဂုံမှာဆိုလို့ရှိရင်လည်းဒါအမတွေအများကြီးနဲ့အတူတူတွဲပြီးတော့တရုပ်ဆောင်ရတဲ့အတွက်လည်းရမုံကဝမ်းသာပါတယ်အခုလိုမျိုးလေးဘယ်လိုခေါ်မလဲအမှတ်တရတွေမေးလာတဲ့အချိန်မှာတော့အမှတ်တရလို့အရင်များတော့ဘယ်လိုကနေစပြောမယ်တော့မသိတော့ပါဘူးဟုတ်ကဲ့ပါအဲ့တော့ဒါရမုံဆိုလို့ရှိရင်ပြိသက်တွေကတော့ရန်ချစ်စရာကောင်းပြီးတော့တရုပ်ဆောင်ကောင်းတဲ့မင်းသမီးချောလေးဖြစ်မြင်ကြမယ်ပေါ့နော်ဆိုမလို့ဒီ presenter ဒီပြောရမယ်ဆိုရင်ဒီ Making Forever Group တခုတည်းကသူချင်းဆိုလို့ရှိရင်တော့တရုပ်ဆောင်တဲ့နေရာမှာလည်းအရန်ကြိုးစားတယ် preparation လည်းအရန်လုပ်တယ်ဆိုပြီးတော့ဒီလိုမျိုးသတင်းမွေးတဲ့မင်းသမီးတူပေါ့နော်အဲ့တော့ညီမလေးအနေနဲ့ဒီနှစ်ပိုင်းခြားတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးအရှိန်ဟုန်နဲ့တက်လာတယ်လို့ပြောလို့ရလောက်အောင်မြင်ရတာဆိုတော့အခုရှေ့ဆက်ပြီးတော့2026ခုနှစ်အတွက်ရောပရိသတ်တွေရောကိုကိုရိုင်းရောရင်ခုံရမယ့်ရုပ်ရှင်ကားကြီးတွေရောရှိသေးလားရမုံကတော့ဘယ်လိုခေါ်မလဲပြိသက်တွေအတွက်ကတော့အမြဲစူးစမ်းနေမှာပေါ့နော်ဒါတစ်ချောင်းသွေးသလိုပဲအမြဲဓာတ်ကိုတော့သွေးနေမှရမှာဆိုတော့ရမုံမှာရှိရဲ့ပညာတွေကလည်းဒါမစုံသေးဘူးအခုမှလည်းဒါစတင်ပြီးတော့ရမုံခြေလန်းလှမ်းနေသေးပဲဖြစ်တာမို့လို့ပြိသက်ကြီးရှိတွေကိုတော့ရမုံခြေလန်းတည်တည်နဲ့တော့ရမုံလှမ်းလာဖို့အတွက်ရမုံဆက်ပြီးတော့စူးစမ်းသွားပါမယ်ပြီးတော့ပြိသက်ကြီးကိုလည်းအဲ့လိုမျိုးဘယ်လိုခေါ်မလဲစောင့်မျှော်ကြည့်ရှုပေးဖို့လည်းရမုံကနေပြီးတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါပြီးတော့ခုနပြောသလိုပဲပေါ့နော်ရမုံကအမြဲတမ်းအသစ်တွေဒီတရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့လေးလာမှုရောကြိုးပမ်းအားထုတ်မှုတွေရောဒါတွေကတော့ပြောစရာမလိုလောက်အောင်အားလုံးကလည်းလက်ခံပြီးသားဆိုတော့အခုဒီနှစ်ထဲမှာတင်ခဲ့တဲ့ရုပ်ရှင်ကားကြီးတွေမှာကိုကိုရိုင်းကသွားပြီးတော့အားပေးပြီးတော့မှကောင်းလိုက်တာကိုကိုရိုင်းပညာရေးအများကြီးတည်ယူခွင့်ရခဲ့တဲ့ရုပ်ရှင်ကားတွေအမှတ်တရစိမ်းနေဆိုလို့ရှိရင်ဘာတွေရှိမလဲပေါ့တနှစ်တာမှာတင်ခဲ့တဲ့ရုပ်ရှင်ကားတွေတွေကရမုံကတော့ဒီပေါ့နော်ဒီ2025ခုနှစ်မှာတင်ခဲ့တဲ့ကားတွေထဲမှာကားကောင်းတွေအများများပါတယ်အခုဆိုရင် hit ဖြစ်တဲ့ကားတွေဆိုလို့ရှင်လဲရမုံလဲသွားပြီးတော့ကြည့်ပြီးရမုံလဲအားပေးရပေါ့နော်အားလုံးရဲ့တရုပ်ဆောင်တာတွေကတကယ်ကိုဝိုင်းရင်ဆိုလဲဝိုင်းရင်ပြီးတော့အမားတွေဆိုလဲအမားတွေပြီးပေါ့နော်တကယ်ကိုအခု22ကားလုံးမှာပါတယ်ပေါ့နော်လူတွေဆိုလို့ရှင်လဲထိုက်ထိုက်တန်တန်နဲ့ရသွားစေချင်တဲ့လူတွေလည်းရှိရပေါ့နော်ပြိသက်နဲ့ထပ်တူပါပဲရမုံလဲပြိသက်တွေလိုပဲပြိသက်ပြန်ဖြစ်နေတာဆိုတော့ဒီအမားတွေကိုကြီးစီကလည်းဘယ်လိုခေါ်မလဲဒီကြည်ရတဲ့ feeling တွေပေါ့နော်ဒါတွေကတော့ဘယ်လိုခေါ်မလဲဘယ်လိုပြောရမလဲမသိပါဘူးရမုံလဲဘယ်လိုပြောရမလဲမသိရဘူးများနဲ့ဒါပေမဲ့ Academy ညမှာတော့ရမုံလဲပြိသက်နဲ့အတူတူရင်ခုန်ပြီးတော့လက်ခုပ်တီးဖို့အတွက်အခုကတည်းကရန်စိတ်လှုပ်ရှားနေပါပြီဟုတ်ကဲ့ပါ
အဲ့တော့ဒီနှစ်အတွက်ဆိုလို့ရှိရင်စကားတင်ထဲမှာပါတဲ့ရုပ်ရှင်ဇာတ်ကားကြီးရဲ့အနုပညာရှင်အနေနဲ့ Academy ပွဲတက်မှာဆိုတော့ Academy Fashion အနေနဲ့ရောပရိသတ်တွေကိုရမုံမြင့်မြတ်ထူးခြားတဲ့ fashion တွေချပြဖို့ရှိလားအဲ့လိုမျိုးတော့တေချာတော့ရမုံမှာမရှိပါဘူးဒါပေမဲ့ရမုံကိုချစ်တဲ့ရမုံမမတွေပေါ့နော်ရမုံရဲ့ဒီဇိုင်နာဆိုရင်မမမူတုံတတာရောပြီးတော့ရမုံကိုဒီနောက်ကနေပြီးတော့ပူညီပန်ပိုးခြင်းနဲ့ပေါ့နော်အမတွေကနေပြီးတော့ရမုံဒါသူတို့ဒီတွေးထားတဲ့ပုံစံလေးနဲ့တော့ရမုံသူတို့ဝိုင်းပြီးစူးစမ်းပေးထားကြရှိပါတယ်ရမုံကလည်းရမုံတော့ရမုံအဲ့လိုမျိုးမသိပါဘူးဟုတ်ကဲ့ပါအဲ့တော့ဖန်တီးမှုအားကောင်းတဲ့ရုပ်ရှင်ကားကြီးတကားမှာပါဝင်ခွင့်ရမယ်ဆိုလို့ရှိရင်ဘယ်လိုကားမျိုးစားမှာရမုံကပါဝင်ချင်လဲပေါ့နော်ရှေ့ဆက်ပြီးတော့ပေါ့ရမုံကတော့ character အသစ်တွေပေါ့နော်ပရိသတ်မမြင်ဘူးသေးတဲ့ character ပြီးတော့ပရိသတ်တွေကိုရမုံဘယ်လိုခေါ်မလဲရမုံလည်းကိုယ့်ကို challenge ပြန်လုပ်ချင်တဲ့ character တွေမှာပါချင်ပါတယ်အဲ့လိုကိုယ့်ကိုယ်တော့မလုံနိုင်တော့ဘူးထင်တဲ့ character မျိုးတွေပြီးတော့ကိုယ့်ကိုဘယ်လိုခေါ်မလဲအဲ့လောက်ထိမမှန်းထားတာမျိုးပေါ့အဲ့လို character မျိုးတွေကိုရမုံစူးစမ်းပြချင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့2025ခုနှစ်မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကြီးရဲ့အကျိုးရင်ခုံတဲ့အခုအစီအစဉ်ပေါ့နော် Road to Season အတွက်အမတ်တရစကားလေးပြည်သက်တွေအတွက်ပြောပြပါအောင်ရှင်ဟုတ်ကဲ့ပါပြည်သက်ကြီးအရင်ဦးဆုံးဒီညမှာဒါပြည်သက်ကြီးနဲ့အတူတူနှုတ်ဆက်ရလို့လဲရမုံရန်ဝမ်းတာတယ်ပြည်သက်ကြီးလည်းဒါအခုနောက်ဝမ်းဆိုရင်ဒါအကိုကြီးအမတွေလာပြီးသူတို့ရဲ့ရင်ခုန်တန်တွေကိုပြောရမှာပေါ့နော်ပြောရမှာဆိုတော့ရမုံလည်းသူတို့နဲ့ထပ်တူပဲအကိုကြီးအမတွေအတွက်အယောင်ရင်ခုန်နေပါတယ်အကိုကြီးအမတွေကိုလည်းဒါဒီနေ့မှာသူတို့လိုချင်တဲ့ဆုကြီးသူတို့နဲ့ထိုက်တန်တဲ့ဆုတွေကိုရရှိသွားပါစေလို့ရမုံကဆုတောင်းပေးပါတယ်ဒီစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ရမုံကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်မမ